Mesh ဟာမောကျောင်းတော်ဝင်ခွင့်စာမေးပွဲဖြေဆိုနေတဲ့အချိန်မှာတော့အလီးမှပြီးလေ့လာမှုတွေလုပ်နေခဲ့ပါတယ်။စာကြက်နေတဲ့အချိန်မှာတော့ကလထိုင်မပါဘဲလေထဲမှာထိုင်နေတဲ့ squat လေ့ကျင့်ခန်းကိုလုပ်နေတာပါ။စာမေးပွဲကြီးကြပ်ရေးမှုဟာသူ့ဘဝမှာဒီလောက်ထူးဆန်းတဲ့ကျောင်းဝင်ခွင့်လျှောက်ထားသူမျိုးကိုတစ်ခါမှမမြင်ဘူးပါဘူး။ Mesh ကအရန်ထူးဆန်းလွန်းတာကြောင့်သူ့မိသားစုဝင်တွေတောင်စိုးရိမ်နေကြရပါတယ်။ပထမဆုံးစာမေးပွဲမှာတော့ကြီးကြပ်ရေးမှုကကလေးတွေကိုအခက်တွေ့စေမဲ့မောမန်တန်တွေပါတဲ့စာရွက်တွေကိုဝေပေးခဲ့ပါတယ်။စာရွက်ပေါ်ကစလုံးတွေဟာဟိုဒီလှုပ်ရှားနေတာကြောင့်ဖတ်ရတာအရန်ခက်ခဲနေပါတယ်။ဒီစာမေးပွဲကိုအောင်မြင်ဖို့ဆိုရင်ကျောင်းသားတွေဟာအဲ့ဒီမောမန်တန်ကိုဖျက်ပစ်နိုင်ရပါမယ်။ဒါပေမဲ့ Mesh ကတော့မောပညာတစ်ခုမှမတတ်ပါဘူး။သူကစာမေးပွဲစာရွက်ပေါ်ကစလုံးတွေကိုစိုက်ကြည့်ပြီးသူ့လက်ထဲကဘိုးပင်ကိုဖျက်ခနဲ့မိအောင်ချိုးပြလိုက်ပါတယ်။အဲ့ဒီခါမှာတော့လန့်သွားတဲ့စလုံးတွေဟာတတန်းတည်းတီတက်စွာစီတန်းသွားပါတော့တယ်။သူဟာစာမေးပွဲကိုပထမဆုံးအောင်မြင်သူဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်ကြောက်တုံးတွေကိုလေထဲမြောက်အောင်လုပ်တာရေပေါ်မှာအရှိန်ပြင်းပြင်းနဲ့ပြေးတာစတဲ့ကြံတဲ့စာမေးပွဲတွေကိုလည်း Mesh ကသူ့ရဲ့ကြွက်သားအင်အားနဲ့ပဲကြော်ဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ကြီးကြပ်ရေးမှုကတော့ဒါကိုသဘောမကျပါဘူး။ဒါကြောင့်သူကမောပညာကိုသုံးပြီးထောင်ချောက်တွေအများကြီးပါတဲ့ဝင်းကဘာကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်။ဒီဝင်းကဘာကိုဖြတ်ကျော်နိုင်တဲ့သူမှသာအောင်မြင်မှာဖြစ်ပါတယ်။ကျောင်းသားလောင်းတွေအားလုံးပြားများနေကြချိန်မှာ Mesh ကတော့ဒါဟာပိုတောင်လွယ်သွားပြီလို့တွေးနေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာမင်းကလေးတယောက်ရောက်လာပြီး Mesh အောင်မြင်မှုမရအောင်တမင်နှုတ်နှေးအောင်လုပ်ပါတော့တယ်